အားလုံးပဲမင်္ဂလာပါဒီနေ့ဒီချက်က grade 11က remainder theorem လေးအကြောင်းကိုပြောချင်ပါတယ်အဲ့တော့ဒီချက်တို့ဒါလေးဖတ်ကြည့်အောင် we know how to divide a polynomial expression n degree ရှိတဲ့ polynomial expression တစ်ခုကို by the polynomial of the first degree degree 1ရှိတဲ့ဥပမာ s - 1 s + 2 2s + 3 s - 1/2တော့အစရှိတဲ့ဒီ degree 1ရှိတဲ့ divisor တွေနဲ့ဘယ်လိုစားရမလဲဆိုတာကိုသိရှိပြီးသားဖြစ်ပါတယ် degree 1ရှိတဲ့ divisor တွေနဲ့စားတဲ့အခါရရှိလာမယ့် remainder အကျွမ်းတွေဟာအမြဲတမ်းပဲကိန်းသေးကိန်းလုံးပဲရမှာဖြစ်ပါတယ်။အဲ့အတွက်ကြောင့်မလို့ဒီ remainder လေးဟာ does not depend on x ဒီ x ပေါ်မှာမှီခိုနေမှာမဟုတ်ပါဘူး။ရလာမယ့်အကျွမ်းလေးမှာ s ပါလာမှာမဟုတ်တော့ပါဘူး။ဒီ remainder theorem ကိုဘာကြောင့်သုံးလဲဆိုတော့အမှန်တကယ်ချစားစရာမလိုဘဲနဲ့ long division နဲ့စားစရာမလိုဘဲနဲ့အကျွမ်းသိချင်တဲ့အခါမျိုးမှာအကျွမ်းကိုအလွယ်တကူရှာနိုင်အောင်ဒီ remainder theorem ကိုသုံးလို့ရပါတယ်။အဲ့တော့ဒီချက်နဲ့ဒီ example 4လေးကိုတွက်ကြည့်အောင်။ or find the remainder when x power 8 plus 4x power 6 minus 3s is divided by s plus 1 by using remainder theorem. အဲ့တော့ဒီ polynomial gain တဲ့ဒီဟာလေးကို divisor s plus 1နဲ့ဒီ remainder theorem သုံးပြီးတော့ကျတော့အကျွမ်းရှာပေးပါလို့ပြောတာဖြစ်ပါတယ်။အဲ့အတွက်ကြောင့်မလို့ဒီ share တို့ကပထမအဆုံးအနေနဲ့ပေးထားတဲ့ polynomial လေးကို f of x လို့ထားလိုက်ပါမယ်။ let or f of x f of x equal x power 8 plus 4x power 6 minus 3x. Or when or f of x lego polynomial gain f of x lego f of x is divided divi t divided by s plus 1 လေးနဲ့စားလိုက်တဲ့အခါမှာဆိုရင်အကျွမ်းလေးကဘာဖြစ်မလဲဆိုတော့ or x တန်ဖိုးဘာလေးနဲ့အစားထိုးပြီးတွက်ရမလဲဆိုရင် s plus 1 equals 0ဖြစ်တဲ့ကြောင့်မလို့ s equal to minus 1 ထည့်ပြီးတွက်ပါမယ်။ or f of minus 1 equal or minus 1 power 8 plus 4 minus 1 to the power 6 minus 3 minus 1. အနုတ်ကိန်းရထညာဆုံးဖြစ်တဲ့ကြောင့်မလို့အပေါင်းပဲရပါမယ်1 အနုတ်ကိန်းကအပေါင်းပဲရပါမယ်4 plus 3ဆိုရင်ကျွမ်းလေးဟာ8ရပါတယ်အခုလိုသင်ခန်းစာအသစ်တွေကိုလေ့လာခြင်းနဲ့ဆိုရင်တော့ဒီချက်ရဲ့ဒီ channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်